မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကြိုတင်ပြင်ဆင်မှုကောင်းရုံနဲ့အနာဂတ်ကစိတ်ချလို့မရဘူးဆိုတဲ့အကြောင်းအရာလေးကိုညှဝေပေးလိုပါတယ်2020မှာကိုဗစ်စဖြစ်တယ်ပေါ့နော်2021မှာလက်ရှိနိုင်ငံရေးအခြေအနေစဖြစ်ပါတယ်ကိုဗစ်ဆိုတာကိုဖြစ်လာမယ်လို့ဘယ်သူမှမတွေးထားသလိုလက်ရှိနိုင်ငံရေးအခြေအနေဖြစ်လာမယ်လို့လည်းအများစုကမထင်ထားကြပါဘူးဒီရိုက်ခတ်မှုနှစ်ခုကြောင့်ဒီနောက်တွဲအနေနဲ့ပေါ့နော်လူပေါင်းများစွာဟာထိခိုက်ဆုံးရှုံးမျက်နှာမှုတွေများစွာကြုံတွေ့ကြရပါတယ်ဒီလိုပါပဲဘဝမှာပဲဖြစ်ဖြစ်အလုံးနဲ့အသက်မွေးဝမ်းကြောင်းမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုမျောလင့်မထားပေမဲ့နှစ်ပူးတွေဒူးတွေဖြစ်လာနိုင်တဲ့အခြေအနေတွေရိုက်ခတ်မှုတွေကအများကြီးရှိနိုင်ပါတယ်လက်ရှိမှာကိုပဲမြန်မာပြည်ကမလုံခြုံမှုတွေအနာဂတ်မသေးချာမကြေရာမှုတွေနဲ့ပြည့်နှက်နေသေးပါပဲဆိုတော့ဘဝမှာကိုမမျောလင့်ထားတဲ့ဒီငန်းနဲ့ပေါ့နော်ဒါတွေကဘလောက်ဖြစ်လာမလဲဆိုတာခံမှမခတ်ပါတယ်ဒီလိုမျောလင့်မထားတာတွေဖြစ်လာချိန်မှာကိုယ့်ရဲ့ငကိုမူလအနေထားဟာပုံစံပြတ်သွားနိုင်ပါတယ်ဘလို့မှမထင်ထားတဲ့အခြေအနေတွေဖြစ်လာလေလေဒီပုံစံပြတ်နိုင်ကြီးကများလေလေပဲပေါ့နော်ဒါကြောင့်ဘဝမှာကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ဒီ preparation ပေါ့နော်နောက်ပြီးတော့ဒီကြိုတင်ပြင်ဆင်ခြင်းကလည်းအရေးကြီးတာလည်းအရေးကြီးတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်တစ်ခုကပြောင်းလဲပြင်လဲရှိမှုနဲ့ဒီအလိုက်တင်ပြောင်းလဲနိုင်စွမ်းတွေကလည်းသိအရေးကြီးတာကိုမေ့ထားလို့မရဘူးပေါ့တချို့ခြေနေတွေမှာဆိုရင်ဒီအည်သွေးနှစ်ခုမရှိရင်ရှင်သန်ရခက်လိမ့်မယ်ပြန်ပြီးပြောရရင်ကြိုတင်ပြင်ဆင်ခြင်းပြောင်းလဲပြင်လဲရှိခြင်းနဲ့အလိုက်တင်ပြောင်းလဲနိုင်စွမ်းရှိမှုပေါ့နော်ဒါတွေဒီရည်သွေးတွေကောင်းနေအောင်ပြင်ဆင်ထားဖို့လိုမယ်ဒါမှစိတ်ချလို့မရတဲ့အနာဂတ်ကိုလိုချင်နေတဲ့ကျွန်တော်တဲ့ခါမှာကျွန်တော်တို့ကရင်ဆိုင်ကြော်လွှားနိုင်တယ်ဆိုတဲ့အကြောင်းအရာလေးကိုပေါ့နော်ကိုယ်တိုင်ဆင်ခြင်လို့ရအောင်နဲ့ကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ခြင်လို့ရအောင်ဆရာအင်းဆိုတဲ့နေရာလေးကိုညှဝေပေးရခြင်းဖြစ်ပါတယ်ဒီဆိုရထင်မြင်ချက်လည်းကောင်းလာမှချက်ရေးသွားနိုင်တယ်အစုပ်ထိကြည့်ရှုပြီးတော့လည်းကျေးဇူးတင်ပါတယ်ဗျာ